ဒီနေ့ကျွန်တော်ပြောပြပေးချင်တာလေးကတော့ sin if နဲ့ sin f ပါတယ် s ပါတယ် sin if အသုံးပြုနည်း count if နဲ့ s ပါတယ် count if အသုံးပြုနည်းလေးပြောပြပေးချင်ပါတယ်အဲ့ဒါပြောပြပေးခြင်းနဲ့အတူကျွန်တော်တို့ duplicate ပေါ့နော်ထပ်နေတဲ့တန်ဖိုးတွေကို remove လုပ်နည်းလေးကိုပါတခါတည်းထည့်သွင်းပြီးတော့ပြောင်းပြသွားမှာပါဒီ sin if နဲ့ sin if s ကိုဘယ်နေရာမှာသုံးတာလဲဆိုတော့လိုချင်တာတွေကိုရွေးပေါင်းရင်သုံးပါတယ်ဥပမာစာရင်းစရာတစ်ခုတည်းကကျွန်တော်တို့လိုချင်တာတွေကိုရွေးပေါင်းတာပါsave data တွေကနေကျွန်တော်တို့ကိုလိုချင်တဲ့ item လေးတွေကိုရွေးပေါင်းတာ yes ဆွဲတွေကိုရွေးတောင်းတာအဲ့လိုမျိုးတွေမှာအသုံးပြုပါတယ် count if ကတော့ကောင်းတာပါအရေးအတွက်ဘယ်နှခုရှိလဲဆိုတာကိုကောင်းတာပါအကျဉ်းရေးဘယ်နှလောက်ကောင်းလဲဆိုတာကိုကောင်းတာပါအသုံးပြုပုံချင်းကတော့အတူတူပါပဲအဲ့မှာ sin if နဲ့ sin s ပါတဲ့ sin if နဲ့ဘာကွာလဲလို့ဆိုလို့ရှိရင်တော့ sin if ကတော့ condition တစ်ခုပဲကိုရပြီးတော့ sin s ကတော့အများရပါတယ်အခုနေရာလောက်ထိရတယ်လို့ကျွန်တော်ထင်ပါတယ်ခါနေမှာကြည့်ပေးမယ်နော် sin if နဲ့အသုံးပြုမယ်ဆိုလို့ရှိရင်တော့သူရဲ့ formula test ကဒီလိုလေးပါ range ရှိမယ် criteria ရှိမယ် sum range ဆိုပြီးတော့လာပါမယ် range ဆိုတာကတော့မူရင်းဇယားမှာရှိတဲ့လက်ရှိနေရာတွင်ရှာကျင်သော column ပါဥပမာဆိုရင်ကျွန်တော်တို့ဒီမှာကြည့်ပါမယ်ဒီနေရာမှာဆိုကျွန်တော်ကဒီထဲကms ကိုရွေးထုတ်ချင်တယ်ဆိုလို့ရှိရင် sum range က sum range ရှိတဲ့ column ဒီ shop ဆိုတဲ့ column မှာအဲ့ဒါကို sum range လို့ပြောပါတယ်ပြီးတော့criteria range ကဒီကောင်ကိုပြောပါတယ်ကျွန်တော်တို့ရှာကျင်တဲ့မူရင်း data မှာရှိတဲ့ range ကိုပြောတာပါအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ criteria range ကဒီ shop ဆိုတဲ့ column ရှိပြီးတော့ criteria ဆိုတာတော့ကျွန်တော်တို့ရှာကျင်တဲ့ဒီ ms ဖြစ်ပါတယ်အဲ့မှာ sum range ကတော့ဒီကျွန်တော်တို့ပေါင်းကျင်တဲ့ column amount column ဖြစ်ပါတယ်ဒီမှာ sum if range မူရင်းစရာမှာရှိရလက်ရှိစာကျင်နေတဲ့ column range criteria စာကျင်တဲ့အရာဒါပေါင်းကျင်တဲ့ column ဖြစ်ပါတယ်အဲဆိုကျွန်တော်တို့အရင်ဆုံး sin if လေးကိုတွားကြည့်မယ်နော်အဲဆို sin if ကိုကျွန်တော်တို့တွက်တင်လုပ်မယ်ဆိုလို့ရှိရင်ဒီမှာပထမဆုံးကျွန်တော်တို့ဒီမူရင်း data တွေကရှိတဲ့ဟာလေးတွေကိုကျွန်တော်တို့ copy ကူးလိုက်ပါမယ်ကျွန်တော်တို့ဒီမှာပါတဲ့ဟာလေးကို copy ကူးပြီးတော့ duplicate ဖြစ်နေရလေးတွေကိုဖယ်ထုတ်ပါမယ်အဲဒါလေးကိုကျွန်တော်ဒီမှာပြပေးပါမယ် control C ဒီနေရာမှာ control V နဲ့ paste နဲ့ယူလိုက်ပါမယ် control V ပေးလဲရပါတယ် control V အဲ့ဒါရင်ဒီမှာလေးပါလာပါပြီအဲ့ဒါကိုကျွန်တော်က duplicate ဖြစ်နေတဲ့ဟာတွေထပ်နေတဲ့ဟာတွေကိုဖယ်ထုတ်ပါမယ်အဲ့ဒါဆိုရင်အဲ့အကောင်က data ထဲမှာရှိပါတယ် data တွေကဒီမှာပါ duplicate remove duplicate ဆိုပြီးပြပါမယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပါremove duplicate လေးကြာလာပါပြီသူကမေးပါတယ်ကျွန်တော်ရဲ့ data က header တဲ့ခေါင်းစဉ်ပါလားမပါပါဘူးအဲဆိုဖယ်လိုက်ပါမယ်ကျွန်တော်ခေါင်းစဉ်မှာကူးခဲ့ရင်တော့ခြံထားခဲ့လို့ရအခန့်ထားခဲ့ရမှာပါ okay လို့နှိပ်လိုက်ရင်သူကပြပါတယ်အဲ့ duplicate value တဲ့အဲဆိုတဲ့အခါကျတော့ found တွေ့တယ်အဲကြောင့် remove လုပ်ပြလိုက်ပါတယ် 3 unique ပဲကျန်တယ်လို့ပြထားပါတယ်အဲဆိုကျွန်တော်ဒီလိုလေးထွက်လာပါပြီဒီမှာအတူတူပါပဲ ms m2 yn เนาะကျွန်တော် m လေးကိုကျွန်တော်ရေးပြပါမယ်အမှဆိုရင် equal sin if နဲ့ကျွန်တော်အရင်ရေးပြပါမယ် equal sin if ဒီနေရာမှာကျွန်တော်formula ခေါ်နည်းလေးကိုပါတခါရပြချင်ပါတယ်ကျွန်တော်တို့ formula တွေကိုခေါ်ရင် equal sin ပြီးတော့ကိုလိုချင်တဲ့ formula ကိုရိုက်ထည့်လို့လည်းရပါတယ်နောက်တစ်နည်းကတော့ကျွန်တော်တို့အဲ့လိုမခေါ်တတ်ဘူးဆိုရင်ဒီနေရာမှာ formula တွေက insert function ကိုတွားနှိပ်ပြီးတော့ကျွန်တော်တို့ဒီနေရာမှာကိုလိုချင်တဲ့ function ကိုရိုက်ထည့်ရင်လည်းရပါတယ်နော်အဲကြလည်းသူလိုချင်တဲ့ function ကြာလာပါတယ်နောက်တစ်ခုကတော့ shift နဲ့ s3 နဲ့ကိုနှိပ်လိုက်ပြီးတော့ကိုလိုချင်တဲ့ဟာလေးကိုယူလို့ရပါတယ်ဒါဆိုရင်တော့အဲ့လိုခေါ်လိုက်ရင်ဒါ sin if ရဲ့ function argument လေးကိုပြောထားတာပါ range ဆိုတာကတော့ကျွန်တော်ခဏနေပြောခဲ့တယ်လို့ပဲကျွန်တော်တို့မူရင်း data မှာရှိတယ်ကျွန်တော်တို့ရှာကျင်တဲ့ range နော်ရှာကျင်တဲ့ range item သွားရှာကျင်တဲ့ range ပေါ့နော် array column ကိုပြောတာပါဒါလေးဆိုရင်ဒီမှာဆိုရင်ဒါလေးကို select မှတ်လိုက်ပါမယ်အဲ့လို select မှတ်တဲ့ချိန်မှာကျွန်တော်တို့တတိထားရမှာကကျွန်တော်တို့ select ကိုဒီနေရာကနေစမှတ်ရင်ဒီနေရာမှတ်ပါဒီထိအောင်ပါတယ်ဆိုရင်အပေါ်ထိအောင်ပါဒီနေရာကနေမှတ်မယ်ဆိုရင်ဒီနေရာကနေပဲမှတ်ပါformula တစ်ခုလုံးမှာအခုကျွန်တော်ဒီနေရာကနေမှတ်ပါမယ်နောက်ဒါ criteria ကတော့ဒီကောင်ပါနောက်တစ်ခုက sum range ကတော့ကျွန်တော်ဒီကောင်ပါကျွန်တော်ခဏနေဒီနားနေမှတ်ခဲ့တဲ့အတွက်ဒီကနေပဲမှတ်လိုက်ပါတယ် sorry ဒီမှာမှားပါပါ criteria ကဒီကောင်ပါ sum range ကဒီကောင်ပါ
ကျွန်တော်တို့ okay ကိုဒီမှာ263ညနေရဆိုရင် okay ပေးလိုက်ပါမယ်263ညနေရပါဒီလိုလေးဆွဲချလိုက်မယ်ဆိုရင်ဒီ formula ဒါလေးထွက်ပါတယ်ကျွန်တော်တို့မှန်စစ်ကြည့်ပါမယ် ms က263ညနေရပါကျွန်တော်အမှ ms ဆိုပြီး263ညနေဟုတ်မဟုတ်တော့ကြည့်ပါမယ်ဒီမှာ263ညနေရပါ mw က8သိန်းပါကျွန်တော်တို့ကြည့်ပါမယ် mw က8သိန်းပါဟုတ်ပါတယ် mw က8သိန်းပါMW က8သိန်းမှာ YN ကဘယ်လောက်လဲ YN က6သိန်း5000ပါအဲဒါကျွန်တော်တို့ YN ကိုတော့ကြည့်ပါမယ်6သိန်း5000ပါအဲဆိုရင်ဒီမှာပေါင်းကြည့်လိုက်မယ်6သိန်း5000ပါအဲဆိုကျွန်တော်တို့ရဲ့ဒါလေးကကျွန်တော်တို့လိုချင်တာလေးကိုရွေးထုတ်လို့ရပါပြီအခုရေမြောက်များစွာတွေကနေကျွန်တော်တို့အလွယ်တကူဒါဆိုရေးထုတ်ထားနိုင်ပါပြီဒါလေးကတော့သူ formula test ကလေးကိုကျွန်တော်ရေးပြထားတာပါ equal formula test ဆိုပြီးတော့ဒီမှာကိုရင်းချင်းချင်းနဲ့ဒီမှာကျွန်တော်ရေးပြပါမယ် equal formula test ဆိုပြီးတော့ formula ဒီ formula test ကလေးကတော့ဟိုမှာပဲပါပါမယ်2016ကနေစပါမယ်လို့ထင်ပါတယ်ဒီမှာ reference ညွှန်းခြင်းနဲ့ဟာတဲ့အဲ့နောက်ပိုင်းနေမှာတော့သူကမပါပါဘူး sorry ဘာဖြစ်သွားလဲမသိနော် formula test reference ကဒီကောင်လေးပါအဲ့ဒါဆိုရင်သူကဂျာလေးကြာလာပါတယ်နော်ဒါက sin if ကိုအသုံးပြုသွားတာပါဒါက count if ကိုအသုံးပြုပြီးလေးလည်းကျွန်တော်ပြပေးပါမယ် count if ကလည်းသဘောတရားအတူတူပါပဲနော်ကျွန်တော်ဒါလေးတွေကိုဖြတ်ထားလိုက်မယ် equal c o u n t count if ဒါဆို range နော် range ကကျွန်တော်တို့ဒီ column မှာ short column မှာနော်ရှာမှာကကျွန်တော်တို့ criteria ကျွန်တော်တို့ပြင်ချင်တာဒီကောင်ပါအဲဆိုရင် ms က4ချိန်ဆွဲချကြည့်မယ် mw က3ချိန် ym က4ချိန်ပါအဲဆိုကျွန်တော်တို့မှန်တွက်ကြည့်ပါမယ် ms က4ချိန်မှန်လား4ချိန်မှန်ပါတယ် mw က3ချိန်မှန်လားကျွန်တော်တို့ကြည့်ပါမယ် mw က3ချိန်မှန်ပါတယ် ym ကရဲ့3ချိန်မှန်လားကြည့်ပါမယ်ym က4ချိန်မှန်လားကြည့်ရင် ym ကလည်း4ချိန်မှန်ပါတယ်ဒါက count if ကိုအသုံး sin if နဲ့ count if ကိုဖတ်မှတ်ပါတယ် sin if count if ကိုအသုံးပြုသွားတာပါအခုကကျွန်တော်တို့ s ပါတယ် sin if ကိုအသုံးပြုပါမယ်မျိုးဆိုရင်လည်းကျွန်တော်ဒီကောင်လေးကိုခဏလေး hide ထားလိုက်မယ်နော်ခုလေးဖွဲ့ပြီးတော့ခုလေးပြပြီးတော့ကျွန်တော်ခဏ hide ထားလိုက်ပါမယ်ဒီမှာ f ပါတဲ့ sin if ကိုကျွန်တော်အသုံးပြုပြပါမယ် equal sin if f တော့ဒီမှာ formula လေးကပြောင်းသွားပါပြီ sin range ကိုရှေ့ကလာပါမယ်အဲ့တော့ကျွန်တော် sin range ကိုရှေ့ကလာပါမယ်အဲ့ဒါပြီးရင် criteria range က1000ပါ criteria ကဒီကောင်ပါကြားလိုက်ပါမယ်263ညနေရ8သိန်း6သိန်း5000ခဏနေရာနဲ့ပြန်ကြည့်လိုက်ပါမယ်263နေရ8သိန်း6သိန်း5000ကျွန်တော်တို့ပုံဟောလေးတိုင်းပဲပြန်ရပါတယ်နော်အဲဆိုတော့ကျွန်တော်အခုကအခြေအနေနောက်တစ်မျိုးနဲ့တွက်ပြပါမယ်အခြေအနေ2မျိုးနဲ့ကျွန်တော်တွက်ပြမယ်ကျွန်တော်ဘာလုပ်မှာလဲဆိုတဲ့အခါကျတော့အခုဒီမှာ2လစာဒီ data စေး data လေးက9လပိုင်းနဲ့10လပိုင်း2လစာပါပါတယ်ကျွန်တော်ကဒီမှာ9လပိုင်းအတွက်ကိုပဲကျွန်တော်ရွေးထုတ်ပြီးတွက်ပါမယ် ms လည်းဖြစ်ရမယ်9လပိုင်းအတွင်းမှာရောင်းရတဲ့ငွေအမောင်းကိုပဲတည်ကျင်တာပါအဲ့ဒါတော့ကျွန်တော်အခြေအနေ2မျိုးဖြစ်သွားပါပြီနော် ms လည်းဖြစ်ရမယ်9လပိုင်းအတွင်းလည်းဖြစ်ရပါမယ်ဒီမှာလေးကျွန်တော်9လကိုပြင်လိုက်ပါအဲ့ဒါကျွန်တော်တွက်ကြည့်ပါမယ် equal sin if s မှာတွက်လိုက်ပါမယ် sin range ကတော့ကျွန်တော်ဒီကောင်ဝဲယူပါမယ် criteria range က short ကိုပထမတစ်ခုက sin ဘာဖြစ်ရမလဲဆိုတော့ဒီ sin ကဒီကောင်ဖြစ်ရပါမယ်နောက်တစ်ခုက date ပါ date ကိုယူပါမယ်ဒီ date က9လပိုင်းအတွင်းပဲဖြစ်ရမယ်ဆိုတဲ့အတွက်တရက်9လတဲ့ကြီးပြီးတော့ညီတဲ့ဟာတွေနဲ့31ရက်9လနဲ့ညီပြီးတော့ငယ်တဲ့ဟာတွေကိုရှာပါမယ်အဲဒါဆိုတော့ date ကဒီ date ကိုယူပြီးပါပြီ criteria range ကဒီ date column မှာရှိတဲ့ range ကိုယူလိုက်ပါတယ်အဲ့ဒါပြီးတော့ criteria ကဒီကောင်ကိုယူပါမယ်အဲ့ဒီ date ကိုမယူခင်မှာကျွန်တော်တို့ကအကြီးသေးလက္ခဏာထည့်ရပါမယ်
တစ်ထက်ကြီးပြီးတရက်9လတက်ကြီးပြီးတော့ညီတဲ့ဟာတွေပါအမှအကြီးလက္ခဏာကိုအရင်ရေးပြီးညီညာချင်းကိုနောက်ကရေးရပါမယ် and နဲ့ and လေးနဲ့ဆက်ပါမယ်ပြီးတော့ဒီကောင်မှာကျွန်တော်ကဒီကောင်ကိုမရွှေ့တော့ပါဘူးဒီ and column မှာပဲ and 1မှာပဲအမြဲတမ်းထားမှာဖြစ်တဲ့အတွက် F4 လေးကိုနှိပ်လိုက်ရင်သူကဒီလိုဒေါ်လာဆိုင်းလေးတွေခတ်ပြီးတော့ gain တွေဖြစ်သွားပါပြီပြီးလို့ရှိရင်နောက်တစ်ခုထပ်ယူပါမယ်ဒီနောက်ထပ်အခြေအနေတစ်ခုက31ရက်9လတက်ညီပြီးတော့ငယ်မှာ range ကတော့ criteria range ကတော့ဒီ date column ပဲဖြစ်ပါတယ် comma sorry ဒီလိုရောက် date column ပဲဖြစ်ပါတယ် comma ပြီးတော့ကျွန်တော်ကအဲ့ဒီအဖွင့်ပိတ် column လေးကြားထဲမှာလက္ခဏာထည့်ပါမယ်ငယ်ပြီးတော့မှညီခဲ့ဟာပါဘာနဲ့ငယ်ပြီးညီမလဲဆိုတော့အန်လေးနဲ့ဆက်ပြီးတော့မယ်ဒီ31ရက်9လပါဒါလေးကိုလည်းဂိမ်းတွေခတ်လိုက်ပါမယ်ပိတ်လိုက်ပါမယ်တသိန်း2000ဒီမှာလေးဆွဲချလိုက်ပါမယ်9သိန်းနဲ့9000အဲ့ဆို9လပိုင်းမှာပြန်ကြည့်ပါမယ် MS က9လပိုင်းဟာကိုကျွန်တော်အရင်ရွေးလိုက်ပါမယ် MS ကိုရွေးလိုက်ပါမယ် MS ကတသိန်း2000မှာ MW က9သိန်းဟော9သိန်းနဲ့9000MS ကတသိန်း2000မှာဒီမှာပေါင်းလိုက်တသိန်း2000မှာ NW က9သိန်းမှာ NW 9သိန်းမှာကျွန်တော်ဒီမှာကြည့်လိုက်မယ် NW ဒီမှာ9သိန်းမှာနောက်တစ်ခုက MS က9သိန်းနဲ့9000မှာ MS က9သိန်းနဲ့9000မှာနော်9သိန်းနဲ့9000မှာအဲ့လိုမျိုးလေးဖြစ်သွားပါပြီဒါလေးကS ပါတဲ့ sun if ကိုအသုံးပြုထားတာပါနောက်တစ်ခုကတော့ count ပါတဲ့ if count S ပါတဲ့ count if ကိုအသုံးပြုပေးပါမယ်အဲ့မှာကြာလို့ရှိရင်တော့ဒီမှာ equal COUN ဒီ count if သဘောတရားတွေကတော့အတူတူပါပဲဒီမှာ criteria range ကဒီကောင်ပါဒီ short ကိုယူပါမယ် criteria ကတော့ဒီကောင်ပါနောက်တစ်ခုက criteria range က date column မှာနောက်ထပ် criteria ကိုဒီကောင်ဖြစ်ပါတယ်သူကတော့အဲ့ဒီအတွက်ဒါပဲကိုဖွင့်ပိတ် column လေးတွေကိုလက္ခဏာထည့်ရပါမယ်ကြည့်ပြီးတော့ညီတဲ့ဟာအန်လေးလောက်ပါမယ်ဒီနေရာလေးကရေးတဲ့အခါဒီပုံစံလေးတိုင်းပဲ date တွေနဲ့ date တွေကိုအကြီးငယ်သတ်မှတ်ပြီးတော့ညီမယ်ဆိုလို့ရှိရင်တော့ဒီပုံစံလေးနဲ့ညီရပါမယ်မှာဒီကောင်လေးကိုဂိမ်းတွေထားပါမယ် comma ပြီးတော့နောက်ထပ် criteria တစ်ခုနောက်ထပ် criteria range တစ်ခုလာပါမယ်ဒီကောင်ပါပဲပြီးတော့လက္ခဏာထည့်ပါမယ်ငယ်ရမယ်ညီရမယ်လေးနဲ့ဆက်မယ်ဒီကောင်လေးပါ F ကိုပြလိုက်ပါမယ်ဆိုရင်တစ်ချိန်ပြပါ9လပိုင်းမှာသူကဒီမှာကျွန်တော်တို့မာနေပါတယ်လေးဖြစ်ရပါနော်sorry ညီမျှချင်းဖြစ်ရမှာပါဆွဲချလိုက်ပါမယ်ဘာမှသွားလဲမသိဘူးနော်sorry ပါကျွန်တော်လက္ခဏာတွေကတခုပဲဖြစ်နေပါတယ်ဒါကတရက်9လတက်ကြီးရမှာဖြစ်ပါတယ်တစ်ဆိုရင်ဒီလက္ခဏာဖြစ်ရမှာပါဆိုရင်ဒီမှာမှန်တော့ပါပြီခဏနဲ့လက္ခဏာမှားသွားလို့ပါ2ကြိမ်3ကြိမ်ရှိပါတယ်9လပိုင်းမှာစုစုပေါင်း9ကြိမ်ပေါ့နော်9လပိုင်းမှာ MS က2ကြိမ် NW က2ကြိမ် YM က3ကြိမ်မှန်ပါတယ်အဲ့လိုမျိုးလေးတတ်ထားတာပါဒါလေးကတော့သူ့ရဲ့ formula လေးပဲformula test လေးနဲ့ရေးထားတာဖြစ်ပါတယ်နော်ဆိုတော့ဒါလေးကိုလည်းအကျိုးတစုံတရားရှိခဲ့မယ်လို့မျှော်လင့်ပါတယ်အမားပါခဲ့ရင်လည်းနားလည်ပေးကြပါကျမလုပ်ငန်းခွင်ထဲမှာအသုံးပြုတဲ့အရာလေးကိုညှဝေပေးတာလေးဖြစ်တဲ့အတွက်အမားပါခဲ့ရင်နားလည်ပေးပါလို့ပြောချင်ပါတယ်ပြီးတဲ့ကြည့်ရှုပေးခဲ့တဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုလေးတွေလည်းတင်ပေးသွားမှာမို့လို့စောင့်ကြည့်ပေးကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ရှင်